မင်္ဂလာပါအမားတော့ဒီနေ့ Zori ရဲ့ sign တွေထဲရမှာ Aries ရာသီခွင်လေးတွေရဲ့ကံကောင်းစေမယ့်အကြောင်းလေးတွေကိုအမားလာပြီးပြပြပေးသွားမှာဖြစ်ပါတယ်။ Aries လေးတွေက Fire Element ပိုအားကောင်းတာဖြစ်လို့သူတို့ရဲ့အဓိကရွေးချယ်တဲ့ကံကောင်းတဲ့အကြောင်းကတော့အနီရောင်လေးဖြစ်ပါတယ်။Aries လေးတွေအတွက်အနီရောင်ကကိုယ့်ကိုပို့ပြီးတော့မှယုံကြည်မှုတိုးစေသလိုကိုယ့်အပေါ်ကြောက်ရောက်လာမယ့်ဘေးအန္တရာယ်တွေကနေလည်းကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။ interview ဖြေမဲ့နေ့မျိုးတွေပြိုင်ပွဲတွေပြိုင်မဲ့နေ့မျိုးတွေအရေးကြီးတဲ့ကိစ္စတွေလုပ်မဲ့နေ့မျိုးတွေမှာအနီရောင်လေးတွေဆောင်သွားလို့ရပါတယ်။ Aries လေးတွေကိုစီးပွားရေးကံကောင်းစေမယ့်အကြောင်းကတော့ရွှေရောင်လေးဖြစ်ပါတယ်။ငွေကြေးကိစ္စတွေစီးပွားရေးကိစ္စတွေလို့လုံးမဲ့အချိန်မျိုးမှာရွှေရောင်လေးတွေကိုဆောင်ထားလို့ရပါတယ်။ကိုသုံးမဲ့ပတ်စံအိတ်ပေါ့နော်ရွှေရောင်ဆောင်လို့ရပါတယ်။ကိုယ့်ရဲ့ဒီလက်လာဘတွေကိုဖိတ်ခေါ်ပေးသေးတဲ့အကြောင်းဖြစ်လို့ရွှေရောင်ကိုဆောင်ထားတင်ပါတယ်။ရွှေရောင်လေးကိုဆောင်ထားမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ဂုဏ်သိက္ခာတွေကိုယ့်ရဲ့ဒီအင်ဒရီသိက္ခာတွေကိုပို့ပြီးတော့မှမြင့်တက်စေတဲ့အကြောင်းလေးဖြစ်ပါတယ်။ Aries လေးတွေက Fire Element အားကောင်းတာလေးတွေဖြစ်လို့စိတ်တိုလွဲတယ်စိတ်ဆက်တယ်အဲ့အတွက်ပေါ့နော်စိတ်ကိုခေါင်းဖြစ်ဖို့လိုတယ်စိတ်တည်ငြိမ်ဖို့လိုတယ်ပေါ့နော်စိတ်ကိုတည်ငြိမ်ခြင်းနဲ့ကိုယ်စိတ်ကိုအတူမမြန်ခြင်းဘူးစိတ်တိုစိတ်ဆက်တာတွေမဖြစ်ချင်ဘူးဆိုလို့ရှင်တော့အဝါရောင်လေးကိုစောင်းထားပါအဝါရောင်နဲ့ရွှေရောင်နဲ့ကမတူဘူးနော်အဝါရောင်ကကိုယ့်ရဲ့ဉာဏ်ပညာတွေကိုပွင့်လင်းစေတယ်ကိုဆုံးဖြတ်ချက်တွေကိုစိတ်အေးနဲ့ဆုံးဖြတ်နိုင်တယ်ကိုယ့်ရဲ့တီထွင်ဖန်တီးမှုတွေကိုမြင့်မားစေအောင်လှုပ်ဆောင်ပေးနိုင်စွမ်းရှိပါတယ်အချစ်ရေးနဲ့ပတ်သက်ရင်တော့ပန်းရောင်လေးကိုသုံးပါစီးပွားရေးနဲ့ပတ်သက်တယ်ဆိုလို့ရှိရင်တော့ရွှေရောင်ဒါမှမဟုတ်လင်မော်ရောင်ကိုသုံးလို့ရပါတယ်ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့အဖြူရောင်လေးကိုသုံးလို့ရပါတယ်ပေါ့နော်အမှအခုပြောပြလိုက်တဲ့အနီရောင်ရွှေရောင်အဝါရောင်လိမ်မော်ရောင်အဖြူရောင်ပေါ့နော်အဲ့ဒီဟာလေးတွေကိုပဲကိုဒီတတက်လုံးပေါ့နော်ဒီအင်ကြီးအဝတ်စားပဲဖြစ်ဖြစ်အသုံးဆောင်ပဲဖြစ်ဖြစ်အဲ့လိုမျိုးဝတ်ဆင်သွားပေးမယ်ဆိုလို့ရှိရင်ဒီကိုယ့်ရဲ့ဒီတတက်တာလုံးอ่ะပေါ့နော်positive energy တွေများလာစေပြီးတော့မှ negative energy တွေကိုလျော့ပါစေမှာဖြစ်ပါတယ်ဆုံးဖြတ်ချက်တွေခိုင်မာလာမယ်စီးပွားရေးတွေကောင်းလာမယ်အချစ်ရေးတွေမှာစမ်းပွင့်လာမယ်ပေါ့နော်ကိုကအဲ့လိုမျိုးဖက်ဖက်ကကောင်းမွန်ခြင်းနေဆိုလို့ရှိရင်တော့ကိုနဲ့ energy ကိုက်ညီတဲ့အရာလေးတွေကိုသုံးပေးဖို့လိုပါတယ်ရှောင်သင့်တဲ့အရာလေးတွေရှိပါတယ်အနက်ရောင်ရဲ့ပြောလို့ရှိရင်အပြာရင့်ရောင်လေးတွေဖြစ်ပါတယ်အဲ့ဒီအရောင်တွေကကြတော့ကိုယ့်ရဲ့ပင်ကိုယ်စွမ်းရည်ကိုရောကြစေနိုင်တယ်စိတ်ဖိစီးမှုတွေကိုများစေတယ်ဓာတ်ဆိုင်မှာပို့ပြီးတော့မှအားသာစေတယ်ပေါ့နော်အဲ့တော့မကောင်းပါဘူးအဲ့ဒီရောင်တွေက negative energy ကိုလည်းပို့ပြီးတော့များစေတယ်အဲ့ဒါကြောင့်မလို့အနက်ရောင်ရဲ့အပြာရောင်ကိုတော့ရှောင်သင့်တယ်နော်ကဲဒီနေ့အမပြပြပေးသွားတာတော့ဒီ Zori ရဲ့ sign တွေက Aries လေးတွေရဲ့လုံးဝ lucky color လေးတွေပေါ့နော်ဒီနေ့ပြပြပေးတဲ့ video လေးကအကျိုးရှိရဆိုလို့ရှိရင်တော့ like and share follow လေးလုပ်သားပေးလို့ရပါတယ်နောက်ကြံသေးတဲ့ Zori ရဲ့ sign လေးတွေရဲ့ဒီ lucky color လေးတွေကိုသိကျင်သေးရဆိုလို့ရှိရင်လည်းအမကို comment မှန်းလို့ရပါတယ် like and share follow လေးလုပ်သားပေးဖို့မမေ့နဲ့နော်